အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဆွေးနွေးမိတ်ရှိလာနေလို့ကြိုဆိုလိုက်ပါခင်ဗျာကျွန်တော်ဆွေးနွေးမိတ်ရှိလာနေလို့လူကြီးမင်းတို့ကိုဒီနေ့မိတ်ဆက်ပေးမယ့်ပစ္စည်းလေးကတော့ခေါင်းဝိုင်းမော်တာပေါ်မှာလိုချင်တယ်ကျွန်တော်တို့ဒီကြီးပွိုင်နဲ့ဖြစ်ရမယ်ကြီးအင်မန်လန်ဖြစ်ရမယ်ဆိုတော့မိတ်ဆွေများကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်သူ့ရဲ့ model နံပါတ်တွေကတော့ DCM 130နဲ့ DCM 146ဖြစ်ပါတယ်ဟောအားအနေနဲ့တော့ဒီကောင်လေးကတော့380 watt ဖြစ်ပါမယ်ဒီကောင်လေးကတော့600 watt ရှိပါမယ်ကျွန်တော်တို့ဒီကောင်ရဲ့ဒီကောင်ကတော့100% ကြီးကွန်ကောပါဝိုင်အောင်တုံးထားဖြစ်ပါတယ်အာမခံနေနဲ့လည်းခေါင်းနေဝိုင်းရောင်းဝင်နေတမနစ်တိအာမခံပေါင်းမှာဖြစ်ပါတယ်ကျွန်တော်ဒီ380ရေမော်တာမှာဆိုလို့ရှိရင်တမနစ်ကို90လီတာနှုန်းရေထွက်ပါမယ်ကျွန်တော်တင်နိုင်တဲ့မြင့်အောင်23မီတာရှိပါမယ်ခင်ဗျာကျွန်တော်ဒီစောင်းနိုင်တဲ့ဒီ section မီတာတော့10မီတာရှိပါမယ်ခင်ဗျာကျွန်တော်ဒီ600ဝက်လေးကတော့ကျွန်တော်ဒီ28မီတာထိတင်နိုင်ပါမယ်ကျွန်တော်တမနစ်ကိုလည်း90လီတာထွက်ပါမယ်စောင်းနိုင်တဲ့အောက်မြေအနောက်ကိုစောင်းနိုင်တဲ့ပမာဏကတော့10မီတာပဲဖြစ်ပါခင်ဗျာကျွန်တော်ဒီလူကြီးမင်းတို့အနေနဲ့ဒီတခြားခေါင်းဝိုင်းရေမော်တာတွေလိုမျိုးကျွန်တော်ဒီအမလာမှာ PVC အမလာလည်းမလိုချင်ဘူးကြီးအမလာလည်းဆက်မှာသုံးကျင်တယ်မိတ်ဆွေများတက်ဆိုလို့ရှိရင်ဒီရေမော်တာတွေကလူကြီးမင်းတို့နဲ့တင့်တော်တဲ့မော်တာတောင်းဖြစ်မယ်လို့ယူဆပါတယ်ခင်ဗျာကျွန်တော်ဒီမော်တာတွေလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဆော်ရောမိတ်ခီလာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39968048 3994လေးတင်ကားလူမျိုးရှင်းနေတဲ့ကိုဆက်သွယ်ဆောင်စမ်းပြီးတော့မြင်းမြန်းဝင်ဆောင်နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ